Epson 3110ကာလာမပါတဲ့ error လေးနဲ့လာအပ်ထားတာပေါ့ကာလာမပါဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ကာလာသူကတော့အနက်ပြောက်တယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့တစ်ခါတလေမှာကျွန်တော်တို့က nozzle check ပေါ့ service သမားတယောက်အနေနဲ့တော့ဘယ်ကာလာကြီးဆိုတိကျသိဖို့အတွက် printer driver ရှိတဲ့နေရာကိုကျွန်တော်တို့ကသွားကြမယ်ပေါ့နော် okay ဒီနေရာမှာCON control panel ဆိုရင်ဒီမှာ device and printer ရှိတယ် device and printer တွေကိုဝင်မယ်ဝင်ပြီးတော့သူ့ရဲ့ printer ရဲ့ model number နေရာမှာကျွန်တော်ရှိမယ်ပေါ့အဲ့နေရာမှာကျွန်တော် right click ထောက်ပြီးလို့ရှိရင် printing preference နဲ့ဝင်ပြီးရင် maintenance ထဲကိုဝင်မယ် maintenance ထဲဝင်ပြီးရင်ကျွန်တော်က nozzle check ပေါ့နော်အဲ့ nozzle check ဆိုတဲ့နေရာလေးကိုနှိပ်ပြီးရင် nozzle check please wait ဖြစ်တယ်ကျွန်တော်ဒီမှာ print ထုတ်တာနဲ့အောက်ကကျွန်တော်ထုတ်လိုက်မယ်တကယ်လို့စမ်းထုတ်လိုက်ပတ်လာတဲ့ nozzle မှာသူဒီအဝါရှိတယ်ပန်းရှိတယ်အပြာရှိတယ်အနက်ပြောက်တယ်ပေါ့အဲ့တော့ဒီအဲ့လိုမျိုးဖြစ်နေပြီဆိုရင်ကျွန်တော်တို့ကခုနကထုတ်ထားတဲ့အပေါ်ကကွန်ပျူတာနေရာမှာပဲသူက hack cleaning ရှိတယ်ဒီ hack cleaning ကိုတစ်ချိန်ကျွန်တော်တို့က hack cleaning လုပ်လိုက်ပေါ့ hack cleaning လုပ်ကြည့် hack cleaning လုပ်ကြည့်လိုက်လို့hack cleaning လုပ်မယ်ကျွန်တော် start ပေါ့နော်နှိပ်လိုက်ပြီဆိုတော့ခဏလောက်လေးသူစောင့်နေရမယ်စောင့်နေပြီးတော့ခဏလောက်သူစောင့်နေရမယ် hack cleaning ကျွန်တော်လုပ်လိုက်ပြီပေါ့ okay ဒါဆိုရင် hack cleaning လုပ်တယ်စက်ကလည်းသူက run နေပြီပေါ့ပန့်ကနေပြီးတော့I hack cleaning ပြီးပြီလို့မှကျွန်တော်က nozzle check နောက်ထပ် nozzle check တစ်ချိန်ထပ်ထုတ်ရမယ်ထုတ်တဲ့အချိန်မှာဒီကောင်လေးတွေနည်းနည်းလေးဆေးလေးအနက်ရောင်ဆိုရင်ဒီအနက်ရောင်ဒီမှာဆိုတော့အနက်ရောင်မှာဒီကောင်လေးတိုးပြီးပါလာမလားကြည့်အောင်တစ်ချိန်မရရင်နောက်တစ်ချိန်လုပ်ကြည့်နှစ်ချိန်မှမရရင်ကျွန်တော်တို့က power cleaning အရင်လုပ်ကြည့်ရမယ်ဒါကတော့မိမိဘာသာလုပ်လို့ရတဲ့ step လေးတွေ power cleaning လုပ်လို့ရှိရင်တော့သူက12နာရီမှတစ်ချိန်ပဲလုပ်လို့ရတယ်တစ်ချိန်လောက်ထားရင်တစ်ရက်ပဲဆိုပါစို့တရက်လောက်ပြီးလာတာနောက်ထပ်ပြီးတော့နှိပ်လို့မရတော့ဘူးပေါ့နော် hack cleaning ကတော့ကျွန်တော်တို့အချိန်ချင်းတော့လုပ်လို့ရတယ်ဆိုမှာ hack cleaning လုပ်တိုင်းမှာကျွန်တော်တို့ကောင်နာကတော့တိုးလို့သွားလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့အချိန်မှာနောက်ထပ်ပေါင်း cleaning လုပ်ပြီးလို့လည်းမရဘူး nozzle check ထုတ်ပြီးလို့လည်းစီဆေးရောင်4ရောင်လုံးက4 color set ဆိုရင်4ရောင်လုံးစုံရမယ်ပေါ့နော်မစုံဘူးဆိုရင်တော့ကျွန်တော်က hardware ဘိုင်းအနေနဲ့သွားရမယ် hardware ဘိုင်းအနေနဲ့သွားမယ်ဆိုလို့ရှိရင်လည်းမကျွမ်းကျင်သေးရင်တော့ serviceဆိုင်ကိုသွားပြီးတော့အပ်လိုက်ပါတကယ်လို့အပေါ်ရန်ကိုပါကို service လုပ်လို့ရမယ့်နီလန်းလေးတွေကတော့ရှိတယ်ပေါ့နော်ကျွန်တော်ဒီ hack cleaning လေးပြီးလို့ရှိရင်ကျွန်တော်တစ်ချက်ပြောပြပေးမယ်အလွယ်ဆုံးနီးလေးပေါ့နော်ဟုတ်ပါပြီကျွန်တော်ခဏလောက်စောင့်လိုက်ကြမယ်နော်ကျွန်တော်အခု print ပြီးသွားတဲ့အတွက် nozzle check လေးပေါ့နော်နောက်ထပ် print ဆိုပြီးကျွန်တော်နှိပ်လိုက်မယ်ဒီမှာလည်းရေးထားတယ် nozzle check ဆိုပြီးတော့ good ဆိုရင်ဒီတိုင်းထွက်လာမှာပေါ့နော်ဒါ cleaning needed ပေါ့တကယ်လို့ဒါဆိုရင် hack ကပေါက်နေတယ်တို့ဥမာဆေးရလေခိုးတာတို့hack ကနည်းနည်းကျလာတာဆိုရင်အဲ့ပုံစံဖြစ်မယ်အဲ့ဆိုရင်တော့ cleaning လိုတယ်လို့ remind လုပ်ထားတဲ့သဘောဒါပါပဲအဲ့တော့ကျွန်တော်အခုထွက်လာတဲ့ nozzle မှာလည်းအနက်ကမပါသေးဘူးအဲ့တော့ power cleaning ကတော့ရိုက်လေဒီအချိန်မျိုးမှာပါမယ်လို့တော့မထင်ဘူးဒါပေမဲ့ကိုယ်အိမ်ရဆက်ဆိုရင်တော့ကိုယ့်ဘက်ကို power cleaning လေးပါဒီ power cleaning လေးမှာထပ်ပြီးနောက်တစ်ချိန် power cleaning လုပ်ကြည့်လိုက်ပြီးရင် nozzle check ပြန်ထုတ်ကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင်ကာလာစုံလာပြီဆိုရင်တော့ဒါရပြီ print စထုတ်လို့ရပြီเนาะလောလောဆယ်ကျွန်တော်ကကိုယ့်အိမ်မှာကိုနည်းနည်း hardware ပိုင်းလေးဘယ်လိုကန်ရမလဲဘယ်လိုအလွယ်လေးလုပ်လို့ရမလဲဆို3110ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံး power ပိတ်မယ်เนาะpower ပိတ်လိုက်မယ် power ပိတ်လိုက်ပြီး power ပိတ်လိုက်ပြီးရင် okay နောက်မှာ power cable ချိုးကိုဖြုတ်ထားမယ် power cable ချိုးကိုဖြုတ်ထားမယ်ပြီးရင်3110ဆိုရင်ဒီဘက်ညာဘက်ချမ်းမှာinbox တက်ထားတဲ့အဖုံးလေးရှိမယ်အဲ့ဖုံးလေးကျွန်တော် net ချွတ်လိုက်မယ်ပေါ့နော် net ချွတ်ပြီးသွားရင်အဖုံးကအဖုံးကနောက်ကို slide နဲ့ဖြုတ်လိုက်ပြီးရင်ဒီထဲမှာ inbox လေးရှိမယ်အဲ့ inbox လေးကအောက်မှာ net တစ်လုံးပါလိမ့်မယ်ကျွန်တော်တို့ဒါဖြုတ်ထားတယ်ဗျအဲ့ net လေးကိုချွတ်ပြီးတော့ထားမယ်ပြီးရင်ဘောက်ကိုအပေါ်ကနှစ်ဖားလေးနှစ်ဖက်ကိုကင်လဲကင်ပြီးတော့ဘောက်ကိုဆွဲထုတ်လိုက် inbox လေးထွက်လာပြီးရင်ဒီထဲမှာလည်း net ကလေးတစ်လုံးရှိလိမ့်မယ်အဲ့ net ကလေးတစ်လုံးကိုဖြုတ်ပြီးရင်ဒီကောင်လေးကိုအောက်ကိုဆွဲချပိုက်လေးတစ်ချောင်းကျလာလိမ့်ပိုက်ကဒီလောက်ပဲရှိတော့ပိုက်ကလေးဆွဲထုတ်လိုက်ပြီးလည်းပြီးတော့ဆေးထိုးကတော့လိုလိမ့်မယ်ပေါ့နော်ဆေးထိုးကတိလေးတစ်ချောင်းဖြစ်ဖြစ်နည်းနည်းကြီးတဲ့ကောင်တစ်ချောင်းဖြစ်ဖြစ်ဒီကိုပို့ထည့်လိုက်ပြီဆိုတာနဲ့ဆွဲဆေးထိုးကစုပ်လိုက်ပါနော်စုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဆေးပါမယ်ဒီကမှာဆေးလေးကျလာတယ်ဆေးလေးကျလာတယ်ဆိုရင်ဒါလက်တစ်လုံးလောက်ဆေးလေးဆွဲထုတ်လိုက်ဆေးလေးဆွဲထုတ်လိုက်ပြီဆိုရင်
ရပြီကျွန်တော်ပြန်တက်မယ်ဒီကောင်ပြန်တက်မယ်ဒါဆိုတော့ပန်းကလည်းကောင်းမယ်လို့ခုကျွန်တော်ဆုပ်လိုက်တာကပန်းတွေကပိုက်ကိုဆွဲထုတ်လိုက်တာ哦ဒီကောင်လေးကို line လေးပါအဲ့ line လေးတိုင်းကျွန်တော်ပြန်တက်မယ်ပေါ့နော်line လေးတိုင်းပြန်တက်မယ်တက်လဲတက်ပြီး inbox ကိုလည်း slide လေးတိုင်းပြန်တက်လိုက်မလို့ဆိုတော့ဖုတ်ပြန်မပုံသေးဘူးကောင်းမကောင်းဆိုတော့ကျွန်တော်တို့မသိဘူးပေါ့နော်ဆိုတော့ okay ဆက်ရအကျန်းနဲ့ပဲထုတ်လိုက်မယ်နော်ဆက်ရအကျန်းနဲ့ပဲpower key ပဲထိုးမယ် power key ပဲထိုးမယ် printer ဖွင့်မယ် okay ဒီကနေရအဲ့မှာကနေ device and printer လေးကိုဝင်မယ်ဝင်လဲဝင်ပြီးရော3110 right click ထောက်မယ်ပြီးရင် printing preference နဲ့ဝင်မယ်ပြီးရင် maintain နဲ့ထဲကိုဝင်မယ်ပြီးရင် nozzle check ကျွန်တော်ဆွဲထုတ်လိုက်မယ်နော်ပြီးရင် print ဆွဲထုတ်လိုက်မယ်ဈေးကာလာလေးတွေစုံသွားပြီအနက်ရဲ့အဝါရဲ့ပန်းရဲ့အပြာရဲ့ဒါပေမဲ့ဈေးကနည်းနည်းရောနေသူကဘာလို့ရောနေလဲဆိုတော့ခုနကကျွန်တော်ကပန်းကနေဆွဲဆုပ်တော့ဟတ်မှာဟတ်အထဲတည်းဟတ်အခြေမှာကဈေးကာလာကြီးကနည်းနည်းသွားပြီးတော့ miss ဖြစ်နေတာပေါ့ဒါပေမဲ့ဘယ်လောက်ဆိုရင်မစိုးဘူးကျွန်တော်စာရွက်အကျန်း၄-၅-6ရက်လောက်ကိုကာလာလေးနဲ့ကာလာပါတဲ့ပုံပေါ့၄ကာလာလုံးပါတဲ့ပုံလေး၄-၅-10ရက်လောက်စမ်းထုတ်ကြည့်မယ်မှန်သွားပြီဆိုရင်ဒါကဒီတိုင်းကြီးဆိုရင်ပန်းက၄ခုတယ်လို့တတ်မှတ်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့အဆင်ပြေသွားပြီပေါ့တကယ်လို့အဲ့တဲ့ဒီခါကျတော့ပန်းဆုပ်လည်းမရရင်တော့ကျွန်တော်လမ်းမဲ့အပိုင်းတွေအများကြီးရှိတာပေါ့အမှာဟတ်ဆိုလို့ရှိရင်တလီဒီနာဟတ်ပဲရောက်ပါလေဟတ်ဒါ print ဟတ်ဒီ head တွေမကောင်းလို့ရှိရင်လည်းလဲရတာပေါ့ခုနကဒီကောင်ထွက်တယ်ဆိုလို့ရှိရင်ဒီ၄ရောင်ထွက်တဲ့ဟာပေါ့အဲ့တော့ဒီမှာ၄ကာလာဆိုရင်4ကာလာဆိုရင်ဒီမှာကာလာ၄ရောင်ထွက်တာ head စီးရတဲ့အပိုင်းတွေရှိတယ် socket တွေလောင်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒီမှာမာသာဘုတ်တွေတစ်ပုတ်လား3110ခုနဒီကဘုတ်လေးတစ်ပုတ်ရှိတယ်ပြောပြန်ထားလိုက်တာဆိုပါစို့တကယ်လို့ဘုတ်ပေါ်မှာကျွန်တော်တို့ဒီ transistor တွေအပေါ်ကဒီ fuse လေးတွေကပြတ်တယ်ဆိုလို့ရှိရင်လည်းကာလာမထွက်ဘူးပေါ့နော် power မလာဘူးဒီ transistor တွေမှာမှဒီကောင်လေးတွေဆိုလို့ရှိရင်ဒီကောင်ဆိုရင်ကာလာ power ဘိုင်းဆိုလို့ရှိရင်ဒီကောင် number က6144မကောင်းရင်လည်း power မကောင်းတာလို့ဒီမှာဒီမှာဆိုရင်ကျွန်တော်ဖြုတ်ထားပြီဗျဒီနောက်မှာဟိုပါရှိတယ် power supply လေးရှိတယ်ဒီ supply လေးတွေမကောင်းရင်လည်း no power ပေါ့ဒါမျိုးလေးဖြစ်တာအမျိုးမျိုးရှိကြတာပေါ့နော်ဒါလေးတွေတိုင်းပုံတိုင်းနဲ့နောက်ပိုင်းအဖြုတ်တက်လုပ်ပုံလုပ်ပြီးနောက်ပိုင်းတင်ပေးမယ်ပေါ့ကျုံတဲ့ဆက်ကလေးလက်ရှိကတော့ no ကအနက်ရောင်မထွက်တဲ့ဆက်ကလေးကကျွန်တော်ပန့်ဆုပ်ထားနေတယ်အဆင်ပြေသွားတယ်ဆိုတော့မဆိုးပါဘူးဒါလေးကတော့လွယ်လွယ်ကူနဲ့ပြီးသွားတဲ့အရာပေါ့လေအပိုင်းတွေပါတယ်မကောင်းလဲရမယ်ဆိုရင်တော့တန်ဖိုးကတော့များတယ်ဒီကောင်လေးဆိုလို့ရှိရင်3သိန်း2သိန်းဝန်းကျင်ပေါ့2သိန်းကျော်ကျော်3သိန်းအကြားမှာရှိကြတယ်ပေါ့အမျိုးအစားကွာကြတယ်ဟုတ်ပါပဲကျေးဇူးတင်ပါတယ်